အားလုံးပဲမင်္ဂလာပါခုဆ iam က grade 12 chapter 2မှာပါတဲ့ H12 ပု္ပ္ပစာလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်ဒီမှာဆိုရင် prove that တဲ့တက်တည်ပြခိုင်းနေဒီပေးထားတဲ့ polynomial ကိန်းစဉ်တန်းလေးကတဲ့ is divisible by 9 9နဲ့စားလို့ပြကြောင်းတက်တည်ပြပေးရမယ်နော်ပုံမှန်ဆိုရင်တော့နောက်က for all natural number ဆိုတဲ့စာသားလေးပါရပေါ့နော်အခုဒါပေမဲ့ဒီမှာမပါဘူးမပါပေမဲ့လေကျမတို့က n တန်ဘိုးကို1ကနေပဲစသွင်းပေးရမယ်နော်ခုပထမဦးဆုံးကဒီပေးထားတဲ့ statement ကြီးကိုဖြေတော့အန်ထားမယ်ပြီးရင် for n is equal to 1အတွက်မှန်ကြောင်းသက်သေပြပေးရမယ်ခုပေးထားတဲ့ statement ကိုဖြေတော့အန်ဆိုပြီးထားလိုက်မယ်နော်ပြီးရင် for n is equal to 1အတွက်မှန်ကြောင်း n နေရာမှာ1လေးတွေစားဝင်မယ်နော်ဒီ n လေးတွေနေရာမှာဒီမှာ1လေးတွေလိုက်ထည့်လိုက်ပြီ1 2ဆိုတာက1မဲ့1 plus 1 the whole 2က2နော်ဒါလေးနှစ်ခုပေါင်းလိုက်2 2ဆိုတော့8 1နဲ့2နဲ့ပေါင်းရင်3 3 2ဆိုတော့27သူတို့လေးကိုပေါင်းလိုက်ရင်36ဆိုတာ divisible by 9မြန်မပေါ်လွင်မှာဆိုလို့ဒီမှာသူ့ကိုစာခွဲကိန်းခွဲပေးလိုက်တယ်ဒါဆိုရင်9လေးပါလာပြီနော်အဲ့ဆိုရင်သူက9 to 4ဆိုတော့ divisible by 9ဖြစ်သွားပြီဒါကြောင့်မို့ဒီ statement ကြီးအစား which လို့ကိုစားပြုလိုက်မယ် which is divisible by 9ဆိုပြီးတော့ဒါလေးလေးပါအောင်ရေးရမယ်ပြီးတော့ခုရေးမယ်ဒီမှာဒီစာသားလေးလေးပါအောင်ရေးရမယ်ဖြေတော့ n က is true for n is equal to 1အတွက်မှန်သွားပြီဒါ step 1နော်n is equal to 1အတွက်မှန်ပြီဆိုရင်ကျမတို့က n is equal to k အတွက်မှန်တယ်လို့ယူဆမယ်စာသားလေးရေးရမယ်အဲ့ဆိုတော့ assume that ပေါ့ဖြေတော့ n က is true for n is equal to k n is equal to k အတွက်မှန်တယ်လို့ယူဆလိုက်မယ်အဲ့ဒါလေးကိုနားမလည်မှာဆိုလို့ that is ဆိုပြီးတော့ဒီ n လေးတွေနေရာမှာ k လေးတွေအစားဝင်ပေးလိုက်တယ်ဟုတ်တယ်နော်အဲ့ဒါလေးရေးပေးရမယ်n လေးတွေနေရာမှာ k ဝင်တော့ဒီမှာဒီလိုမျိုးလေးဖြစ်သွားတယ်ပြီးရင် is divisible by 9ဆိုတာလေးလည်းရေးရအောင်မယ်နော်ဒါလေးရေးထားခဲ့လို့မရဘူးအဲ့ဒီကိန်းစဉ်တန်းလေးကို is divisible by 9 9နဲ့စားလို့ပြတ်တယ်ဆိုတာလေးဒါလေးပါထည့်ရေးပေးရမယ်နော်အဲ့တော့ချုပ်ကလေးတွေဒါလေးတွေမေ့တတ်တယ်assume that ပြီးသွားပြီ assume that ပြီး we will show that n is equal to k plus 1အတွက်မှန်ကြောင်းသက်သေပြပေးရမယ်နော်အဲ့ဆိုရင် we will show that p တော့ n က is true for n is equal to k plus 1 k plus 1အတွက်မှန်ကန်ကြောင်းသက်သေပြမယ် that is ဆိုပြီးတော့အဲ့လိုပဲဒီ n လေးနေရာမှာ k plus 1ဝင်ပြီ n နေရာမှာ k plus 1ဝင်မယ်ဆိုတော့ k plus 1ဒီမှာ the whole 2ဖြစ်သွားပြီဒီ n နေရာမှာလည်း k plus 1ဝင်လိုက်တာဒါပေမဲ့ဒီနောက်က plus 1နဲ့ပေါင်းလိုက်ရင်ဒီမှာ k plus 2ဖြစ်သွားပြီပေါ့နော်အဲ့လိုပဲဒီ n လေးနေရာမှာလည်း k plus 1ဝင်ပြီဒီ1နဲ့2နဲ့ပေါင်းလိုက်ရင် k plus 3ဖြစ်သွားပြီအဲ့လိုလေးတစ်ခါလေးပြောင်းရေးခဲ့လိုက်တယ်နော်အဲ့ဒါလေးကိုအဲ့ကိန်းစဉ် polynomial ကိန်းစဉ်တန်းလေးကို is divisible by 9 9နဲ့စားလို့ပြတ်ကြောင်းသက်သေပြပေးရမယ်ပေါ့နော်အဲ့ဆိုရင် noun ဆိုပြီးတော့စပြီးတော့ဟိုဘက် slide မှာစပြီးသက်သေပြပြီပေါ့နော်ဒီမှာ noun ဆိုပြီးတော့ဒါကစမသက်သေပြမယ် k plus 1အတွက်မှန်ကြောင်းသက်သေပြမယ် statement လေးပေါ့နော်အဲ့ဒီဟာလေးကနေစမတို့3တက်ဒီအရှုံးသက်ကိုကြည့်လိုက်မယ်ဒီမှာအရှုံးသက်ကဒီလိုဟာမျိုးလေး k2 plus k plus 1 the whole 2 plus k plus 2 the whole 2ဆိုတော့စမတို့ကဒီမှာ k plus 1 the whole 2ပါမယ် k plus 2 the whole 2ပါမယ်အဲ့ဆိုရင်စမတို့က k plus 1 the whole 2နဲ့ k plus 2 the whole 2ကိုလုံးဝမထိဘူးဒီတိုင်းပဲထားထားမယ်စမတို့ထိမှာက k plus 3 the whole 2ကိုပဲဖြန့်မယ်ပေါ့နော်အဲ့ဆိုရင်စမတို့ဒါလေးကဒီတိုင်းပဲပြန်ရေးမယ်နော်အဲ့မှာဒီတိုင်းလေးပဲပြန်ရေးလိုက်တယ်ဒီ k plus 3 the whole 2ကို133 1နဲ့ဖြန့်လိုက်တယ်ဒီမှာ1ဒါက3တက်ဖြန့်နည်းလေနော်ဒါလေးကသိထားမယ်1 3ဒီမှာ3 1ဆိုပြီးတော့ဖြန့်လိုက်တာဒါက3တက် k 3တက်2တက်1တက်ပေါ့ပြီးရင်ဒုတိယတန်းနေပြီးတော့3က1တက်2တက်3တက်ဆိုအဲ့လိုမျိုးဖြန့်လိုက်တာနော်ဒါပုံမှန်ဖြန့်နည်းလေးပဲအဲ့ဒီမှာ3နဲ့3နဲ့မျှောင်မယ်ဒီမှာ3 square နဲ့3နဲ့မျှောင်မယ်ပေါ့နော်အဲ့လိုရှင်းလိုက်မယ်ဆိုရင် 9k square plus 27k plus 27ဆိုပြီးတော့3 2ဆိုတော့27လေးရေးရသွားမယ်ပေါ့နော်အဲ့ဆိုရင်ကြည့်မယ်ဒီမှာအရှုံးသက်ကတော့ရသွားပြီနော်အရှုံးသက်ကဒီမှာ k plus 1 the whole 2ပါမယ် k plus 2 the whole 2ပါမယ် k 2ပါမယ်ဒါအရှုံးသက်စာသားပဲနော်အဲ့ဆိုရင်ဒီစမတို့ကဒီ k plus 1အတွက်မှန်ကြောင်းသက်သေပြတဲ့အခါမှာဒီအရှုံးသက်ဆိုတဲ့ n is equal to k အတွက်မှန်တယ်လို့ယူဆခဲ့တာအဲ့ဒီ statement လေးကိုပြန်သုံးပေးရမယ်နော်ပြန်မသုံးမဲနဲ့ကိုယ့်ဟာသာကိုstep by step တွက်ပြီးတော့ဒီအဆင့်ကိုထည့်မသုံးခဲ့ဘူးဆိုရင်အဲ့ဆိုရင်အမှတ်မပေးဘူးအမှတ်မရဘူးပေါ့နော်
ခုဒီမှာ3ခုပါလာပြီနော်အဲ့ဒါအရှုံးသက်စာသားလေးဒါဆိုရင်ဒီ3ခုက9နဲ့စားလို့ပြတ်တယ် divisible by 9ဖြစ်ပြီးသားပေါ့အဲ့ဆိုရင်သူ့ကိုဒီနောက်က3လုံးကို9ကိုပုံထုတ်လိုက်မယ်ဒီမှာ9ကိုပုံထုတ်လိုက်ရင် k square plus 3k plus 3ဆိုပြီးတော့ကျန်မယ်ပေါ့ဒါဆိုရင်လည်းဒီကောင်ကြီးရဲ့နော်ဒီကောင်ကြီးရဲ့ coefficient လေးက9လေးရသွားပြီပေါ့နော်အဲ့ဆိုရင်စမတို့က9နဲ့စားလို့ပြတ်သွားပြီဒါဆိုရင်စာသားလေးတွေရေးမယ်ပေါ့နော်ဒါဒီစာသားရေးနည်းကတော့ထွေထူးပြောစရာတော့မရှိတော့ပါဘူးနော်ပထမဦးဆုံးခုဒီဟာလေးပေါ့နော်ဒီစာသားလေးက is divisible by 9နဲ့စားလို့ပြတ်တယ်နော်သူကလည်းအရှုံးတဲ့အရာ9နဲ့စားလို့ပြတ်ပြီးသားဒါဆိုရင်သူတို့နှစ်ခုပေါင်းခြင်းကလည်း is divisible by 9ဖြစ်သွားပြီသူတို့နှစ်ခုပေါင်းနေဆိုတာကဒီဟာကြီးနဲ့အပေါ် statement ကြီးနဲ့ညီထားပြီးသားဒါဆိုရင်အပေါ် statement ကြီးကလည်းပဲ is divisible by 9ဖြစ်သွားပြီအဲ့လိုလေးရေးပြီးပြီဆိုရင် p တော့ n က is true for n is equal to k plus 1အတွက်မှန်သွားပြီဒါလေးကမမေ့နဲ့နော်ဒီလိုစာသားတွေရေးပြီးတော့ဒီစာသားလေးကမေ့သွားတတ်တယ်နော်ဒါလေးထည့်ပေးရမယ်နော်အဲ့ဒါပြီးပြီဆိုရင် step 3မှာ hence by principles of mathematical induction ဆိုပြီးတော့ the statement p1 is true for all natural number n natural number အားလုံးအတွက်မှန်သွားပြီဆိုတဲ့စာသားလေးကလည်းရေးပြအောင်ပါနော်ဒီ step 3ကလည်းမမေ့နဲ့ပေါ့ဒါဆိုရင်ဒီပု္ပ္ပစာပြီးသွားပြီပေါ့နော်